ဆိုင်ရရင်းနှီးလေးဆိုရောက်တော့မယ်ရှင်းနာလေးပါပဲမင်းကလေးတွေကတော့အဲ့လိုပါပဲအစားစားတိတ်ခင်ရုံနဲ့အစားစားပြီးသွားတယ်ရုပ်မတူပါဘူးဆိုပေမဲ့တို့တော့ကော်ဖီဆိုင်ကိုရောက်ပြီးတော့စားရတဲ့အချိန်မှာလုံးဝညနာလေးကကြည်တောက်သွားတယ်ပြီးတော့ကျွန်တော်တို့စားခဲ့ကြတယ်ပေါ့ဆိုင်လေးရဲ့ vibe က border နဲ့ AC ချေးလို့ရတယ်ဗျာမီနူးတွေကကျွန်တော်တို့ကြိုက်တာတွေကိုရွေးတယ်သူတို့မှာတောက်စရာလေးအပြင်ဟိုမှာစားစရာ snack တွေရောအများကြီးရှိရပေါ့ကျွန်တော်တို့ကတော့ cookie နဲ့ဒါအမှုကြွကြော်လေးကိုပဲဆွဲတာပေါ့အမှုကတော့သူ့ရဲ့ favorite လေးပေါ့ဆိုင်ကတော့ကျွန်တော်ကြိုက်တဲ့ vibe ထဲမှာပါတော့အထူးထွေပြောနေကြမလို့ဘူးကျွန်တော်လည်းလိုက်ပြီးတော့စားတယ်ဆိုင်ရောက်ဖြစ်ခဲ့ရင် cookie လည်း try ကြည့်ခဲ့ပေါ့တော်တော်လေးစားလို့ကောင်းတယ်တချို့အရာတွေကတယောက်တည်းစားတယ်နှစ်ယောက်အတူတူအဲ့လိုစားတာပို့ပြီးတော့စားလို့ဝင်တယ်ပေါ့အဲ့လေဒါစားပြီးပြန်မယ်နော်ပြန်ရင်သေး9ဘိုက်စားသေးတယ်အဲ့လိုနဲ့တန်လွင်လန်းဗဟန်းထဲမှာပဲရှိတဲ့ Trees ရဲ့ဘေးက Kimbo House မှာပဲတခါတည်းဝင်ပြီးတော့စားဖြစ်လိုက်တယ်ပေါ့လာနောက်ဆိုင်ခေါ်တော့မယ်ဒါကြောင့် Kimbo House ရဲ့အပေါ်ထပ်ပေါ့အပေါ်ထပ်မှာလည်းထိုင်စရာနေရာတွေအများကြီးပဲပြီးတော့အဲ့လိုဓာတ်ပုံရိုက်စရာ spot လေးတွေလည်းရှိရဆိုတော့တော်တော်လေးမိုက်တယ်အေးစေးလေးပေါ်ထပ်မှာပဲချင်းမလားဒါမှမဟုတ်အောက်ထပ်မှာပဲထိုင်ပြီးတော့အေးစေးလေးအကွန်အေးလေးနဲ့အေးစေးစိမ်ပြေနှပြေလေးစားလို့ရတယ်ပြီးတော့ VIP room တွေလည်းရှိတယ်ဆိုတော့ကျွန်တော်ကတော့ VIP room မှာပဲထိုင်လိုက်တယ်ပြီးတော့ကျွန်တော်စားချင်တဲ့ဟာတွေပဲကောက်ပြီးတော့မှားပလိုက်တယ်Kimbo House မှာအသားတွေကလည်းလက်ဆက်လေးဆိုတော့မသိရင်ကျွန်တော်တို့ကိုရီးယားကိုပဲရောက်သွားလို့လုံးဝ feeling ကခံစားလိုက်ရပါပေါ့အခုကတော့စပြီးတော့ဆွဲပါတော့မယ်ကျွန်တော်ကထိုင်ဝမ်လာတာဆိုတော့ဒီဆိုင်မှာထိုင်ဝမ်ကကြက်ကြော်လေးရှိတော့စမ်းစားကြည့်ခိုင်းလိုက်မယ်ဆိုပြီးတော့မှားထားတာပေါ့တော်တော်လေးကိုကြီးတယ်ကြော်ထားတာတော့ထိုင်ဝမ်အတိုင်းပဲလုံးဝစားလို့ကောင်းတယ်ဒါပေမဲ့တစ်ချက်ကို4ယောက်လောက်စားမယ်ပုံပဲကြက်ကြော်ကိုတော့လုံးဝအမှတ်ပြည့်ပေးလိုက်ပြီပေါ့နောက်ထပ် menu တစ်ခုကထူးဆန်းတယ်ပေါ့ shaken fried rice တဲ့ဆိုတော့ဘူးကိုရှိတ်ပြီးတော့အဲ့လိုအထဲကထမင်းတွေအသားတွေနှံ့ဆက်သွားအောင်ရှိတ်လိုက်ရပေါ့အဲ့ဒါပြီးရင်တော့တော်တော်လေးကိုစားကောင်းတဲ့ထမင်းကြော်လေးထွက်လာပါပြီအရတာတော့ပြောနေစရာမလိုအောင်ထိမိနေလို့ဆိုင်ရောက်ရင်တော့မှာစားကြည့်ခဲ့ပါကဲလာပါပြီဒါကတော့ Kimbo House ရဲ့ signature mala mix အဲ့ဒါဟိုမှာဝတ်တာကင်လေးနဲ့ဆိုတော့လုံးဝထိမိနေရပဲဗျာအစတော့ဆရာကြီးအထာနဲ့ကင်ပေးမလို့လှုပ်လိုက်ပေမဲ့အစင်မပြေတဲ့အတွက်ကျွန်တော်တို့ဆိုင်ကလူတွေပဲဝင်ပြီးတော့ကင်ခိုင်းလိုက်တယ်ပြီးတော့ကျွန်တော်တို့တော့ AC လေးစားတာပေါ့ကိုယ်တိုင်မကင်ချင်လဲသူတို့ကင်ပေးတဲ့အတွက်တော်တော်လေးကိုအဆင်ပြေတယ် barbecue တွေ hot pot တွေဒိတ်ချင်တယ်ဆိုရင်ဒီဆိုင်ကတော့လုံးဝနံပါတ်1နေရာမှာထားထားရမယ်အရေးလေးကလည်းတောက်လို့ကောင်းလို့ခဏပြန်ပြီးတော့ဖြည့်နေရတယ်ပေါ့ပုံမှန်အရွက်မစားတဲ့ကျွန်တော်တော့မှဟင်းရည်တဲ့စိန်ထားတဲ့အရွက်ကိုတော်တော်လေးကိုစားလို့ထိမိနေကြာစံနေဆိုလဲအရတာဝင်သွားတော့တော်တော်လေးစားကောင်းတယ်နောက်ဆုံးအပိတ်ကတော့စံပြားကြော်လေးနဲ့ပဲဘိုက်လေးကိုပိတ်လိုက်တယ်ပေါ့သူတို့မှာကိုရီးယားရောထိုင်ဝမ်ရောထိုင်း snack တွေပါရလို့ဒီနေရာလေးကတော်တော်လေးကိုအစုံရတဲ့ဆိုင်လို့တောင်ပြောလို့ရတယ်ဆိုတော့အဲ့ဆိုင်လေးမှာတွားတိတ်ကြည့်ဖို့မမေ့ပါနဲ့ဟယ်လိုအေးခုတော့လာခဲ့မယ်လေခုလာခဲ့မယ်ငါဘိုက်ဝိုင်းဆိုတော့နေစားပြီးပြန်နေလိုက်တော့ငါတော့ငွေချင်းပေါ့မိမတွေသူတို့ရဲ့ garden area လေးကလည်းတော်တော်လေးကိုလှတော့ဓာတ်ပုံလေးရိုက်လို့တော်တော်လေးကောင်းတယ်ဆိုတော့Kimbo House ကိုရောက်ရင်အစားကောင်းနေလဲစားရမယ် coffee ဆိုင်လေးပါဘေးနားမှာကက်ရက်လေးရှိတော့နောက်တနေရာမှာသွားစားဖို့အတွက် Grab ခလည်းမကုန်တော့ဘူးပေါ့တနေရာထဲမှာပဲတခါတည်းပြီးသွားတဲ့ဆိုင်လေးမလို့သွားစားကြည့်လိုက်ပါမိုက်ပါတယ်